ဆယ်တန်းဖြေစရာနတ်မောင်မှာအကြောင်းမရှိလို့ရေနံကျောင်းမှာသူ့အကိုဥပဝင်းကျောင်းမှာဖြေတဲ့လူကငင်းနေမဲ့ထိန်လင်းကစနေသားကမလေးစာနာစိတ်ကြီးနေလိုက်တာထွက်လာပြီကားနဲ့ထွက်လာပြီအကျော်တဲလူရက်ပြီလူရင်းတို့ရှင်းရက်ပရိုင်မာတက်တက်ကြီးကျော်စိတ်ဆင်းသွားပြီအကျော်တဲလင်မယားနှစ်ယောက်ကျွန်တော်ဟိုအခြေုံငယ်လို့မြန်ပြောနေတာမိမအကျော်ကျော်နေတယ်ဒဲဦးနဲ့ဘူးဒီကျော်လေးဘရားကျော်လေးကိုလာအထက်လာအောက်လှန်ပေါ့ယောက်ျားအဝတ်ကလေးနဲ့ဒါမျိုးရင်နွေးကွက်လေးနဲ့တုံနေတာတတိတဲလေးအမိုးလေးနဲ့မတ်တရက်လို့ဘွားဆိုလူတယောက်ဝင်လိုက်ပြီအုတ်ထုံနဲ့ကာကီအေးကြီးနဲ့ကာကီပေါင်းမီနဲ့ဟာဘိုးကျော်ဆန်းမဘာတော့မဟုတ်ဘူးဟဲ့မတကြီးမဟုတ်ဘူးလမ်းမေးအကျော်တဲစီဆင်းလာတာတိုင်းပြည်ကောင်းတော့ဘိုးကျော်ဆန်းကဲဖြစ်နေမှာဟာဆိုဘိုးကျော်ကြီးမင်းခွက်ချတာချမင်းတို့ဘယ်နေရလဲဟေ့အောင်ရိုးကောင်းပြောမယ်မကြောက်နဲ့ငါ့ကိုရိုးငါမေးတာဖြစ်ကျွန်တော်ဒနုယူဘက်ကပါဘိုးကျော်ဒနုယူဘက်ကမင်းပါလေလေကျွန်တော်ကရင်ကဗျာမင်းဘောတက်လာရောင်တက်လာလေတိုင်းပြည်မညီမတဲ့နဲ့ဘိုးကျော်ကစစ်ဖြစ်တဲ့ကာလကြီးပါအင်္ဂလိပ်နဲ့ဂျပန်အထက်ဝင်တွေနဲ့ကရင်နဲ့ဗမာနဲ့တက်ကြကျွန်တော်တို့မိသားစုစောင်းနေခက်လို့ရန်ကုန်တက်ကြောက်မြောင်းမှာကျွန်တော်တို့အိမ်လေးငှားပြီးနေလို့မင်းတို့စပါလို့တာလေအစကျွန်တော်မြင်းလဲမောင်းတာဘိုးကျော်မကြိုက်လို့ကျွန်တော်တို့အကျော်မြတ်သားသမီးမရှိလားကျွန်တော်လင်မယားအသားမီးမထုံးပါဘူးဘိုးကျော်အဆင်ပြေလားအကျော်လေးရောက်တဲ့ခါကျကျွန်တော်အဆင်ပြေဘိုးကျော်မင်းငါကြည့်နေတာကြာပြီစွတ်ကြချိုင်းပြန်နေဒီဇင်ဘာလာကြီးကျွန်တော်တို့ပြသူတပူတွေကြီးပေါ့ရောင်မချမ်းနေကြတယ်ငါကားမောင်းရင်နဲ့မင်းကိုဖြတ်ကြည့်နေတာမင်းတပတ်လောက်ရှိပြီနော်တဲ့ကဲအခုမှဆင်းလာတာမဟုတ်ဘူးတိုင်းပြည်ကောင်းဆောင်ကကားနဲ့တွိုင်းနေလှမ်းကြည့်နေတယ်ပါလို့လမ်းပြပိတ်သက်ကိုကားမှတ်တယ်မလူကြက်သလားချောင်းသလားဈေးတယ်လေးတွေဘယ်လိုစားကြသလဲဒီလိုကြီးဂုံငွေကြီးနဲ့မဟုတ်ဘူးမဟုတ်ဘူးသူကမဟုတ်ဘူးသူကမဟုတ်လေဘာလဲကျွန်တော်ရိုးရိုးပြောတာကျွန်တော်မျက်စိကဘေးမချော်နဲ့တို့ကြီးမဟုတ်ဘူးဟိုကြည့်ဒီကြည့်သွားတာလေကြည်ရင်ကြမ်းလည်းမတွေ့တော့ဟေးအလွန်ထူးဆန်းနေနော်ဆင်းချလာလားအေးမင်းကိုငါပြောမယ်ကွာငါအိမ်မှာမခင်ကြည်နဲ့ငါနဲ့မနေ့ကညတော့စကားပြောကြသေးတယ်တဲ့တို့လမ်းထိပ်ကအကျော်တဲကကောင်းလေးကအဲ့မရှိဘာမရှိနဲ့မခင်ကြည်ရဲ့ငါတနာနေတာငါတနေ့တော့ဆင်းမေးဦးမယ်ဆိုငါခုရုံးညင်နေတဲ့ဆော့လို့ငါဆင်းမေးတာလေမင်းအဲ့မရှိဘူးလားအဲ့ကြမှာဆွတ်ကြကျင်းမဲ့ကောင်လေးကဘိုးကျကျွန်တော်မှမရှိပါဘူးဗမာပြည်သူပြည်သားများဆင်းရဲပြီဆိုရင်မတို့ကုန်းကောက်เสียမရှိပါဘူးထားပါတော့ဘိုးကျဆန်တာတွေ့ပြီလေမင်းအဲ့မရှိဘူးလားဟုတ်ကဲ့ဘိုးကျကျွန်တော်မရှိလို့ဘာလို့လဲထင်လဲကျွန်တော်ခုနချွတ်မဲ့အိမ်အနှွေးအိမ်တိုက်ပုံမဟုတ်ဘူးဟေ့အောင်ရော့မိုက်တဲ့နတ်မောက်သားအောင်ဆန်းဥဖာတော်စုသားအညာသားမိုက်နေတာဘဝင်မြင့်တာလည်းမရှိဘူးငါပါကွာငါတက်မတော်သားတင်နာပရိကွာငါနံပါတ်1ကွာတိုက်ပြီကောင်းဆောင်ဘာညာမရှိဘူးလမ်းဘေးအကျော်တဲဆင်းပြီးတော့မှဟေ့အောင်ငါယူမစဘယ်သူကယူမှာလဲဘိုးကြီးကျွန်တော်မဝစ်ချင်ဘူးဘိုးကြီးဟေ့အောင်ယူလို့ပြောနေရလေနတ်မောက်သားရဲ့စိတ်ကကြည်သားဟန်ဆောင်လာမဟုတ်ဘူးနော်ကျွန်တော်မဝစ်ချင်ဘူးမိမလှည့်ကြည့်တော့မိမလည်းမြေ့နေကြတယ်ဝင်အကျော်တဲ့ဒိုးကြီးတန်းလိုက်နဲ့စွင်းချလို့ရောမကြီးနေလင်မယားနဲ့လှမ်းကြည့်တဲ့မျက်လုံးတွေရဲ့အဓိပ္ပာယ်ပါလဲဆိုတော့နေနဲ့ငါနဲ့ညားပြီးတော့ရန်ကုန်တက်လာတာဒုက္ခတွေနဲ့တို့မေတ္တာတရားတို့ဂရုဏာတရားတို့ဘယ်တော့မှမတွေ့ခဲ့ဘူးနိဖက်ကမိတွေဖတွေတဝမ်းခွက်နှမခွက်တွေရအောင်နှုတ်စီဘူးနှလုံးပေးဘူးဆိုတာဆန်လေးမပေးဘူးပါဘူးငါဘက်ကရောရောင်းမတကောငပိလေးတကောစီလေးတမှုတ်ထမင်းဆိုထည့်ပေးဘူးသလားလောကကြီးမှာမေတ္တာတရားတို့ဂရုဏာတရားတို့စာနာထောက်ထားတာတို့မရှိဘူးထင်ကြလားယောက်ျားကြီးအခုတွေ့မဲ့တွေ့တော့နတ်မောက်ကဘိုးကျုံးအစမ်းနဲ့ကျမတို့လင်မယားနဲ့တော့တွေ့ကြပြီယောက်ျားရဲ့ငိုးနေတာတော့ပါယူလိုက်လေဘိုးကျုံးကြီးပြနေတာကျွန်တော်မယူချင်ဘူးဘိုးကျုံးကအကိုကြီးတယောက်ကညီလေးကိုဆူတဲ့အတိုင်းပဲဒီအညာသားဒီနားမလှမ်းမကန့်လူရဲ့နှလုံးသားကြည်စမ်းနှလုံးသားအာဟာရလေးဟေ့အောင်မယူလို့ပြောနေရတော့ငါသေးမသိချင်လို့လားငါဒီတည့်ရလို့လေဒီနေ့မှမချမ်းနေမယ်အေးလို့သေသွားကျင်တာလေရော့ဆိုပေးလိုက်တော့ပဲ့သားကြီးနဲ့လောက်ဆွတ်လိုက်ပြီးတော့ပေးလို့ဝတ်ထားသိကျင်လားမင်းရှင်နဲ့အသေးနဲ့ပေးနေတာဓာတ်ပုံရိုက်နေလို့ပေးတာမဟုတ်ဘူးအမျိုးသားကောင်းဆောင်ဗိုလ်ချုပ်ဆန်းကစင်းသားလေးကတနာညာတာတော့အဖြစ်အိမ်ညာပေးနေဖို့မဲပြုံးပေးပါဗျာအဲ့လိုမဟုတ်ဘူးအကိုတို့အဲ့လိုမထင်နဲ့ဗီဒီယိုကင်မရာလေးနဲ့ရိုက်ပြီးဟောအကျဉ်းသားကြီးတော့တို့ဗိုလ်ချုပ်မဲမဟုတ်ဘူးဘယ်သူမှမရှိဘူး